Iganike Patika Waka Bali Udum Bariga So Idanaro Miyajibu Bali Rogo Yuba Buzo Bia a Nebian Bia Yoden Biodide David Yobia Biro they are Buzo La Vera the nigger Nejoda Beravaiga You had the video. They Nijaye Hangora Malani. You like the Chima Alum Beravaiga. They say Dware Sura Niarin. A bit that Hagabadi. Tini Along Leabu Gumiamia. Yes, Wafia Hojaro Muyim City, Adando Tangayana din Shimiadu, Tangayana Dino Mugeja Yin. Adando Miadu, Gunagan Najaja Yabu Bali Rosa, she would sell a biro, Yupa Buzo Biabange Tako Bagoa. Yina ne joro bari father go, Dinuba dinga meat. A taco ne joro bari father go. Bagawanda ida rosa, edu ko bandi bagawa. Swagadan bandi bagawa do. Siradan ko bandi imam bago. Siradan ko bandi bagawa imam bari ya magadi. Yedi down Idagamanaya. Nidi the do bandi Ida Madan Binya Dandi Nidi di Bagawa Binya di Adani Ne Jodo be ko break vazago Inyadaran Nisa the Nang Hedawa Iga Manda Nidi di Iga Mandan Nide Nan ko Ne Jordan break vazagam Bagawa Ida Rosa Kaya no cha Ne Joda Ida Rahi Kataya Tani Dina Kasa Bana Ho Andaragata Wiba Gadadi Yung Hode Ne Jodo Break Vazago Bagawanda Ida Rosa Ida Mayam Bandi Adadama Bagawanda Tu Maga Ya Didi Mora Niwabi Abogadi Singamandang Idawana Ion Osuma Ta Sidamano Goramo Imam Barida Agi Siya Imam Dan Binya Bosiyama Bonama Do Bandi Bagawa Do Damo Yena Bagawa Zawagi Winedi Yena Bagawa Da Zawaga Winida Ada Bada Badi Zanandi Izadayan Adi Biama Zariyandi Yanko Bandi Amaga Yanko no Bandi Andaragata Wibagada Tabagawa no Badodi Didin the Pia Nebian Biava me Taco Tuka night.
Bhagavan မြတ်စွာဘုရားသည်ယေနအကျေရ၌နေကြောတော်နေကြောဒအမည်ရှိသောပရိဗ္ဗာဇကောပရဝိုက်သည်ရှိ၏တေနုပသင်္ကမိထိုပရဝိုက်ရှိရာရသို့ရှင်းကပ်လေ၏အထခောထိုသို့မြတ်စွာဘုရားကြွရောက်တော်မူလာသောအခါ၌နေကြောတော်ပရိဗ္ဗာဇကောနေကြောရအမည်ရှိတဲ့ပရဝိုက်သည်ဘဂဝန္တမြတ်စွာဘုရားကိုဧတံဤစကားကိုအဝေါစပြောဆိုလျှောက်ထားလေ၏ဘယ်လိုပြောဆိုတာလို့ဆိုတော့ဗန္တိဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဘဂဝါမြတ်စွာဘုရားသည်ဧတုကြွတော်မူပါဘုရားဘဂဝါတော်မြတ်စွာဘုရား၏ဗန္တိဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဘဂဝါတော်မြတ်စွာဘုရား၏အာဂတံကြွတော်မူလာခြင်းကသွားဂတံကောင်းသောလာခြင်းဖြစ်ပါ၏ဘုရားဗန္တိဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဘဂဝါမြတ်စွာဘုရားသည်စိရတံခောအလွန်ကြီးအချိန်ကြာမြင့်မှယတိတံဣဒဂမနာယဤအယတ်သို့လာခြင်းအကျိုးငါဣမံပရိယာယံဤကြွတော်မူလာခြင်းဆိုတဲ့အလှည့်ကိုအကာတိပြုတော်မူပါ၏ဗန္တိဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဘဂဝါမြတ်စွာဘုရားသည်ဤတိတတုထိုင်တော်မူပါဘုရားဣဒမာတနံဤအခင်းနေရာကိုပြညတ်တံခင်းထားအပ်ပါပြီခင်းထားတဲ့နေရာမှာမြတ်စွာဘုရားထိုင်တော်မူပါဘုရားလို့လျှောက်ထားသည်အဲ့ဒီလိုလျှောက်ထားလိုက်တဲ့အခါမှာဘဂဝါမြတ်စွာဘုရားသည်ပညတ်ဒေအာသနိခင်းထားအပ်သောနေရာ၌မိတိတိထိုင်တော်မူ၏နေကြောတော်ခောပရိဗ္ဗာဇကောနေကြောတာအမည်ရှိတဲ့ပရဝိုက်ကလည်းပဲအညတရံအခြားတစ်ခုဖြစ်သောနိသသနံနေသောအခင်းတစ်ခုကိုဂဟိတဝါယူ၍ဧကမန္တံလျှောက်ပါသောအရ၌နိဗ္ဗိဒိထိုင်လေ၏မြတ်စွာဘုရားကိုတခုသောအခင်းကိုခင်းပြီးတယ်သူတို့ပရဘတ်ကြီးရဲ့အသုံးအဆောင်ဖြစ်တဲ့အခင်းတစ်ခုကိုခင်းပြီးတယ်သူကိုယ်တိုင်ကတော့အဲ့ဒီမြတ်စွာဘုရားခင်းပြီးတဲ့အခင်းထဲနည်းနည်းအောက်ကြည့်ရတယ်အခင်းတစ်ခုပေါ်မှာထိုင်နေတော့နော်ဒါမြတ်စွာဘုရားရဲ့ဘုန်းတော်တကူတော်ကြောင့်ဒီလိုပဲမြတ်သောအခင်းခင်းပေးသလားပဂတိပဲယူသေးစွာခင်းပေးသလားဆိုတော့မပြောရဘူးပေါ့နော်မြတ်စွာဘုရားကိုအခင်းတစ်ခုခင်းပေးတယ်အဲ့ဒီအခင်းနဲ့နှိမ့်တဲ့အခင်းပေါ်မှာသူကထိုင်နေ
ဧကမန္တံတင့်တင်လျောက်ပါသောနေရာမှာနိသိဏံခေါ်ထိုင်းနေသည်သာလျင်ဖြစ်သောနေကျောတံပရိဗာဇကနေကျောရပရပိုက်ကိုဘဂဝါမြတ်စွာဘုရားသည်ဧတံဤစကားကိုဩစပြောဆိုမေးမြန်းလေ၏ဘယ်လိုမေးမြန်းတာတော့ဆိုတော့နေကျောတာနေကျောတာအမည်ရှိသောပရဝါဤဧတရဟိယခုငါဘုရားကြွတော်မူလာသောအခါ၌ကာယကထာယအဘယ်သူသောစကားတွေကိုပြောပြီးတော့နာနိသိဏအညီအညွတ်စည်းဝေးနေကြကုန်သည်အထနုဖြစ်ကြကုန်သည်နီဩအရှင်တို့ပရပိုက်အများကြီးဝိပကတာအပြည့်အစုံတို့မရောက်သေးသောအန္တရာကထာငါဖယားမရောက်ခင်ပြောနေကြတဲ့စကားကကာသအဘယ်ပါနည်းမြတ်စွာဘုရားကမေးတယ်နေကျောရပရပိုက်မင်းတို့ဘာတွေပြောနေကြတာတော့ဟာငါဖယားမရောက်ခင်လေးမှာမင်းတို့ပြောကြတဲ့စကားကဘာတွေရုံးမေးတဲ့အချိန်အေဝဟုတ်တယ်ဤသို့မြတ်စွာဘုရားကမေးမြန်းသည်ရှိတော်နေကျော်တော်ပရိဗာဇကောနေကျောရပရပိုက်သည်ဘဂဝန္တံမြတ်စွာဘုရားကိုဧတံဤစကားကိုအဝေါစလျှောက်ထားလေ၏အန္တေဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားမယံဘုရားတပည့်တော်သည်ဣဒဤနေရာ၌မယံထိုင်းနေကြကုန်သောဘုရားတပည့်တော်တို့သည်ဘဂဝန္တံမြတ်စွာဘုရားကိုသူမာဂထာယတိရေသူမာဂထာအမည်ရှိသောရေအိုင်ကနာဤမောရနိဝါပေဥလောင်းတို့ကိုအစာကျွေးရာဖြစ်သောအဘောဂတိလွင်တီးကောင်း၌စင်ကမန္တန်စင်ကြံလျှောက်နေကြသည်ကိုအတ္တသာမမြင်ကြပါကုန်၏ဂိတဝါမြင်သည်ဖြစ်၍ဧဝံဤသို့အဝေါဆုံမှပြောဆိုနေကြပါကုန်၏ဘယ်လိုပြောတာတော့ဆိုတော့သူပြောတဲ့စကားကိုသူပြန်ပြီးတော့ဝေခံလျှောက်ထားတယ်သစေအကယ်၍သမနောဂေါရမောယဟံဂေါရမသည်ဣမံပရိသံဤငါတို့ပရပိုက်ပရိသတ်ရှိရာကိုအာဂိစီယလာညာတံထိုယဟံဂေါရမကိုဣမံပညာဤပြဒနာကိုပုတ်စေရမမေကုန်ဘယ်လိုမေးမှာတော့ဆိုတော့ကောနာမောသောဗန္တိဘဂဝတာဓမ္မောယေနဘဂဝသာဝေဝိနေတိနော်ကဲဗန္တိဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားယေနအကျင့်တရားဓမ္မဖြင့်ဘဂဝါမြတ်စွာဘုရားသည်သာဝကေသာဝကတို့ကိုဝိနေတိဆုံးမ၏ယေနအကျင့်တရားဓမ္မဖြင့်
Gawada Miaswa Viadi, we need us so much, though Zawa Garudi. Is that the young Miado Mia Pido? Adi Yama Sabiyan. Yachando Miado Jiu Suado Ria Mego Uridwa Sonsi Ada Bada Nida Chindo Yaki Pi Peti Zanandi Wilkango E Bagawado Miaswabia Ido Damo to the Yadiga Onama Abediamani Ido Biotuni Yad and the Buno Giro Muzo Miaswabia a young co Yakuda shout out as a gaha, no Vaya the Vido Ruye. We bagada a beer song do Mayakido and the Ragata Yasavia, Jaro Mugani, Tualaro Mugani, Mabebioni, Jade, the Gavea, a tattoo, though Biodum Surumabe. A goam Yasua Feadi, no bado, Sayado, Mulage, Varefea, Ido. Bien, Biro Miaswa Fayaga made a pier. A Jora Barabaga, Yampiro, Yampige, Bade. Iro Miaswa. Yora Barabaga. Yes, I be the head. Minubari Bioni Yaradun Qua. Mafia Mayoki Minubari Bioni Yarun. Ah, the Viro Rubin. Via Miasa Viagu. Down you. A Sadia Lindrigoma. Mine Chinga Sabidu Ha, whom I hang on my. They didn't do either the Yaulayin, Magani Bido Miaswa Fayagu, Lawa Galibu, a Pedian, Sumara, Rum, Mime, Dino Bioni, Rum Kaimabe, Miaswa Faya, Yaulajim, Sibade Faya. Iro Miaswa Fayaga, Bian Bido, Piero Mude, the Gagu, Pali Rosa, she. Sale Bido Yuba Buzo Biaba me. Tozana ko Edam Nejoda. Deya. Inya Deji Gena. Inya Kandi Gena. Inya Rusi Gena. Inya Dra Yogina. Inya Dra Sayri Gena. Yena Tawagi Winemi Yena Maya Tawaga Winida Adada Bada Badiza Nang Di Izadaya Yama Zariya Inga Don Man Nejoda Dagi Azariye Adi Zege Se Binyan Bosa Gatan Landanu Ko Bandi Dabo Zigosa Paribona Hodi Gatan Abari Bona Di Ewu Ode De Barai Vazega Ona Di No Uzadada Mahadada Hedum
Isariyam wada bo abudam wada bo Samanada Goramada Mahajigada Mahanubhavada Yadarahi Nama Saga Wada Chabidadi Para Wadina Bawaridadi Ye Joda Baravaya amigo Yaswafia Sadin be Fiesu like him abe. Tozana Binange I would Binange and Suro Yena, I did the other machine. Hung up Hayadi, Tawagi, Tawagaru. We need me so much. Yena again the other map, Mayanga Payadi, we need a Soma Agundo. Tawagaru, is that a Is that the young Miado Mia Pido Adi Biama Serian Pia Chando Ria Miado Jin Husuado Ria Meguburedoa Pie Zunzi Adata Bada Neither Chindu Yaki Bati Zanandi We can jago e Dandaman to Dandama Zadan to the Savodiago Those are not be 9 ye Babilo Lesuro Napaya Hore, Diazogu, they know the 9 ye. Abilo Inya Tekigina Sadanaro Man, Napaya Sadanaro Madaba, Pizo, Yushika, Gondo. Inya Kandigina Napaya Sadanaro Madaba, Pizo, Losija, Gondo. Inya Rusigina Napaya Sadanaro Madabado, Nidachin Sija, Gondo. Inyadara Napaya Sadanaro Ma Dabado Sadana Nai Ayogina Long La Bujin Ato Jin Shijado Inyadara Napaya Sadana Mahode the Chado Sadana Nai Asarina Saya Shido Saya Dindi Imandama Zadan Matawagari Nasuma de Diago Mino D9 Dozana D9 Ito Yaswa Viaga Young Biro Ijari
အဲ့ဒီတင်ပဲဆက်ပြီးတော့မြတ်စွာဘုရားကမိန့်ကြားတော်မူပါတယ်နေကြောတာပရဘာယီအဟံငါဘုရားသည်တန်သင့်ကိုအိမ်ခတိုက်တွန်းပါ၏တွန်းသင်သည်မငါကိုတကေအာစရိယစီမိမိဆရာဤအယူဖြစ်သောအဓိဇေဂုတ်ရှိဝီရိယဖြင့်မကောင်းမှုကိုဆက်ဆုပ်တတ်သည်အဖြစ်၌ဗန္တေအရှင်ဘုရားကထကိနကာရဏီနအဘေအကြောင်းဖြင့်သန္တာငြိမ့်သက်စွာသောတမောဇိကုစ္စာယဝီရိယဖြင့်မကောင်းမှုကိုဆက်ဆုပ်ခြင်းသည်ပရိပုံနာပြည့်စုံသည်ဟောတိနုခောဖြစ်လေသည်ကထံကေနကာရဏီနအဘေအကြောင်းဖြင့်အပရိပုံနာမပြည့်စုံသည်ဟောတိနုခောဖြစ်လေသည်ဣတိဤသို့ပညာအမေစကားကိုပု္ပ္ပမေလောငါဘုရားဘယ်လိုသာဝကတွေကိုဆုံးမတယ်ဆိုတာမေးမဲ့အစားတဘောဇိကုစ္စာဆရာဝီရိယဖြင့်မကောင်းမှုကိုချက်ဆုပ်ခြင်းဟာဘလောက်အတိုင်းအတာရှိမှပြည့်စုံသာတော့ဖရာဘလောက်အတိုင်းအတာနဲ့မပြည့်စုံသာတော့လို့မေးရမှာกว่าလို့မြတ်စွာဘုရားကပြန်ပြီးတော့ဇိကုစ္စာနေကြောတာပရပိုက်ကိုပြန်ပြောတယ်ဧဝံဟုတ်တယ်ဤသို့မြတ်စွာဘုရားကမိန့်ကြားတော်မူသည်ရှိသောတေပရိဝါဇကထိုပရပိုက်တို့သည်ဩနာတိနောပဲ့တင်ထစေကုန်လျက်ဥစ္စာတတ္တမဟာတတ္တမြင့်စွာသောအတန်ကျဲစွာသောအတန်ရှိကုန်သည်အဟေသုံးဖြစ်ကုန်ပြီဘယ်လိုပြောပြီးတော့ပဲ့တင်ထသောအောင်ရင်ယပိပရပိုက်တွေကထပြီးអော်ကြတာတော့ဆိုတော့အချင်းတို့သမနတဂေါရမတယဟံဂေါရမဤမဟိတိကတာကြီးသောတကုရှိသည်အဖြစ်သည်မဟာနုဘာဝတာကြီးသောဘုံတကုအာနုဘောရှိသည်အဖြစ်သည်ဣစရိယံဝတ္တအံဩဘွယ်ကောင်းလေစွာတကားဩအချင်းတို့အဘုဒ္ဒံဝတ္တမဖြစ်စဘူးထူးကဲလာဘာပေစွာတကားဟိကသမအဘဲကြောင့်နိဟုမူကားသမနောဂေါရမောယဟံဂေါရမသည်ယတရာယသမကာရဏအကျင့်အကြောင်းကြောင့်သကဝါဒံမိမိဤဝါဒကိုနထပိတတိနာမထားဤပရဝါဒေနသူတပါးတို့၏
အယူဝါဒဖြင့်ဘဝရတ္တိနာမဖိတ်ဤတသမာထို့ကြောင့်ဣစရိယံဝတ္တအံဩဘွယ်ကောင်းစွာတကားအဘုဒ္ဓံဝတ္တမဖြစ်ဖူးမြဲထူးကဲသောဖြစ်ခြင်းရှိပါပြီစွာတကားရဲ့လို့အသံကုန်ဩပြီးတော့ရှိကျူပြောဆိုကြတယ်နော်သဘောစေကုသဝါဒဆိုတာကဝါဒဆိုတာကအဲ့ဒီဗရပိုက်ကြီးကနေပြီးတော့လူအများကိုပြောဆိုတဲ့ဝါဒပေါ့ကြီးကိုယ့်ရဲ့ဝါဒကိုထားပြီးတော့သူများဝါဒနဲ့စကားခေါ်ပြီးတဲ့အံ့ဩဖွယ်ကောင်းလိုက်တာမဖြစ်စဘူးထူးကဲလှပါပြီစွာလို့ရှိကျူပြောဆိုတဲ့စကားကအဲ့တင်ထသွားတယ်ကျဲစွာကြီးစွာသောအသံကြီးကျဲစွာသောအသံကြီးဖြစ်ခဲ့တယ်ကြီးစွာသောအသံကြီးကျဲစွာသောအသံကြီးဖြင့်ပဲ့တင်ထအောင်ရှိကျူပြောဆိုကြတယ်ဆိုတဲ့နေရာမှာတင်မဲ့ဒီကနေ့ရနာပါမယ်အလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ